Okay ဒီနေ့မှာတော့ကျွန်တော်နောက်ထပ်လုပ်မဲ့ဒီ robot project လေးမှာအသုံးပြုမဲ့ ultrasonic sensor တွေကိုကောင်းမကောင်းဆိုတာစမ်းသပ်ပါမယ် ultrasonic sensor တွေကအများကြီးဆိုတော့ကောင်းမကောင်းဆိုတာကိုမျက်လုံးနဲ့ကြည့်ုံနဲ့မသိနိုင်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်က program ရေးပြီးတော့စစ်ဆေးပါမယ်ဒီလို program ရေးသွင်းပြီးစစ်ဆေးဖို့အတွက်ကျွန်တော်က Arduino Nano Board ကိုအသုံးပြုထားတယ်ပေါ့နော် ultrasonic sensor ကရလာတဲ့ data တွေကိုအချိန်နဲ့တပြေးညီဖော်ပြပေးနိုင်မဲ့ 0.9 OLED display တစ်ခုကိုအသုံးပြုထားတယ်ဆိုတော့ program ရေးသွင်းမှုအတွက် Arduino Nano Board ကိုကွန်ပျူတာနဲ့ချိတ်ဆက်ပါမယ်ပြီးသွားရင်တော့ကုတ်တွေကိုထည့်သွင်းမယ်ပေါ့နော်ကုတ်တွေထည့်သွင်းပြီးသွားပြီဆိုရင်အောက်မှာစာတန်းလေးတွေပေါ်ပါတယ်တကယ်လို့ကုတ်ထဲမှာ error တွေပါတယ်ဆိုရင်တော့စာတန်းအနီရောင်လေးနဲ့ဖော်ပြပေးပါတယ်ကုတ်တွေထည့်သွင်းပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စပြီးတော့ဆန်းသက်လို့ရပါပြီဒီမှာဆိုရင် ultrasonic sensor ကသူ့ရှိမှရှိတဲ့အရာဝတ္ထုတွေရဲ့အကွာအဝေးကိုလှမ်းတိုင်းတာပေါ့နော်တိုင်းတာလို့ရလာတဲ့ data တွေကို 0.9 OLED display ကနေဖော်ပြပေးမယ် ultrasonic sensor နဲ့လက်ရဲ့အကွာအဝေးကိုစင်တီမီတာနဲ့ဒီ display မှာဖော်ပြရဲပေါ့နော်လက်ကအရန်ကတ်လွန်သွားတဲ့ခါကျရင်တော့ no signal ဖြစ်သွားပြီပေါ့ဒါဆိုရင်ဒီ sensor က data တွေတိုင်းတာနိုင်တဲ့အတွက်ဒီ sensor ကကောင်းတယ်လို့ယူဆမယ်ပြီးရင်နောက်ထပ်တစ်ခုနဲ့ထပ်ပြီးတော့ဆန်းသက်ကြည့်မယ်sensor ကိုဖြုတ်လိုက်တဲ့အတွက်ဒီ display မှာ no signal ဆိုပြီးတော့လည်းပြပါတယ်အဲ့တော့နောက်ထပ်တစ်ခုထပ်ပြီးတော့ဆန်းသက်ကြည့်မယ်ဒီကောင်လဲအကွာဝေးတွေကိုတိုင်းတာပြီးတော့ OLED display မှာဖော်ပြနိုင်တဲ့အတွက်ဒီကောင်လဲကောင်းတယ်ပေါ့နော်ဒီတစ်ခါကျွန်တော်မကောင်းတဲ့တစ်ခုနဲ့ဆန်းသက်ပြပါမယ်ဘာလို့မကောင်းဘူးလို့သိရလဲဆိုတော့ကျွန်တော်ဒီတစ်ခုကိုကြတော့အနီအနက်မှားချိန်ပြီလို့ကျွန်းသွားတဲ့တစ်ခုပေါ့နော်ဒီမှာ sensor နဲ့ချိတ်ဆက်မထားတဲ့အတွက် display မှာ no signal ပြနေတာပါအဲ့တော့ဒီမကောင်းတဲ့ sensor တက်ဆင်ကြည့်လိုက်မယ်တက်ဆင်ပြီးသွားတဲ့အခါမှာဒီကောင်ကပြက်နေတာဖြစ်တဲ့အတွက် data တွေကိုထုတ်မပေးနိုင်ဘူးဒါကြောင့် display မှာလည်း no signal ပဲပြနေတာပေါ့နော်ဒါကြောင့်ကောင်းမကောင်းဆိုတာကိုကျွန်တော်တို့ကဆန်းသက်လို့ရတာပေါ့ဒီလို sensor တွေကပြက်နေမှမသိပဲနဲ့ကျွန်တော်တို့ရဲ့ robot project တွေမှာတက်ဆင်မိထားမယ်ဆိုရင်အမှန်တကယ်အလုံးမလုံးတော့ဘူးပေါ့နော်ဆိုတော့အဆုံးထိကြည့်ချူပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်